နေပါဦးမင်းတို့တကယ်ချင်းကိုထိငြိမ်ခံမနေဘူးဆိုတော့ဘာလဲငါတို့ကငါတို့တကယ်ချင်းကိုထိလက်ပိုင်းကြည့်နေမယ်မထင်နေရစားမရှိရင်အာသိမ့်မချောင်းနဲ့ရှင်းနေပါဦးမင်းတို့တကယ်ချင်းကိုထိငြိမ်ခံမနေဘူးဆိုတော့ဘာလဲငါတို့ကငါတို့တကယ်ချင်းကိုထိလက်ပိုင်းကြည့်နေမယ်မထင်နေရစားမရှိရင်အာသိမ့်မချောင်းနဲ့ရှင်း